gratitude channel ရေးတဲ့အခါမှာဘယ်သူမှမပြောတဲ့လျှို့ဝှက်ချက်တစ်ခုကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ် gratitude channel ရေးတယ်ဆိုတာကကိုကိုတိုင်းကျေးဇူးတင်တဲ့စိတ်တွေတိုးပွားလာပြီးတော့မှစိတ်လေးအေးချမ်းအောင်လုပ်တဲ့နည်းပဲဖြစ်ပါတယ်ဒီနည်းကကြတော့စောင်းလေးတစ်အုပ်နဲ့ဘောပင်လေးတစ်ချောင်းပဲလိုပါတယ်အဲ့ဒီထဲမှာကိုကတစ်နေ့တာမှာကျေးဇူးတင်တဲ့အကြောင်းတွေကိုရေးတာပါဥပမာဒီနေ့ငါအသက်ရှူနေတာကျေးဇူးတင်တယ်ဒီနေ့ငါကျန်းမာနေသေးတာကျေးဇူးတင်တယ်မိသားစုနဲ့အတူရှိခွင့်ရတာကျေးဇူးတင်တယ်ဒီအိမ်လေးမှာနေခွင့်ရတာကျေးဇူးတင်တယ်စသဖြင့်ရေးတာဖြစ်ပါတယ်ဒီနည်းလေးကိုကျွန်မလည်းအနှစ်ပေါင်း3နှစ်4နှစ်လောက်ကျင့်သုံးခဲ့ပူတယ်တကယ်လည်းအလုပ်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီထက်အလုပ်ဖြစ်မဲ့လျှို့ဝှက်ချက်တစ်ခုကိုကျွန်မဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကျေးဇူးတင်စိတ်ရေးတဲ့အချိန်မှာကျွန်တော်တို့ဆိုပုံမှန်ဒီတိုင်းပဲဒီနေ့အသက်ရှူနေတဲ့ကျေးဇူးတင်တယ်ဒီအိမ်လေးမှာနေခွင့်ရကျေးဇူးတင်တယ်ဒီလိုပဲရေးတာတကယ်တော့မဟုတ်ဘူးကျွန်တော်ပြုံးပြီးတော့ရေးရမှာပဲဖြစ်ပါတယ်ဒီနေ့ဒီအိမ်လေးမှာနေခွင့်ရကျေးဇူးတင်တယ်ကျွန်မဒီနေ့အသက်ရှင်နေတာကျေးဇူးတင်ပြုံးပြီးရေးတဲ့အချိန်မှာကျွန်တော်တို့ဒီတဲ့နှလုံးသားလေးကလည်းပြုံးပြောပြီးတော့မှခံစားချက်တွေ emotion တွေကကောင်းနေမှာပဲဖြစ်ပါတယ်ကိုကိုတိုင်းကလည်းgratitude channel ရေးနေကြသူတွေရှိတယ်ဆိုရင်တော့အဲ့ဒီမှာကျွန်တော်တို့ပြုံးပြီးတော့ရေးကြည့်လိုက်ပါပို့ပြီးတော့ခံစားမိမှာပါဘာလေးကိုလည်းကျေးဇူးတင်တဲ့စိတ်ကိုဖြစ်ပါတယ်အခုမှစရေးမဲ့လူတွေကိုယ်တိုင်ကလည်းဒီနည်းလေးကိုသိကျင်တယ်ဆိုရင်အခုကကျွန်မပြောသလိုရေးကြည့်လို့ရပါတယ်ကိုထက်သိကျင်တာလေးရှိရဆိုရင်လည်းအောက်မှာ comment လေးမှန်ခဲ့လို့ရပါတယ်ဒါအပြင်ကျွန်မနဲ့နားထောင်နေနေကိုယ့်ရဲ့နှလုံးသားလေးခဏမိပြီးတော့မှငါသူစီကစကားလေးတွေနားထောင်ချင်လိုက်သေးတာနီးလန်းလေးသိချင်လိုက်တာဆိုရင်ကျွန်မကိုယ်တိုင်မျှဝေမဲ့ new versions of view seminar လေးရှိပါတယ်အဲ့ဒီပွဲလေးကိုမိတ်ဆွေအနေနဲ့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့အထူးကြီးတွေနဲ့ရမှာဖြစ်ပါတယ်ဒီပွဲလေးက special လူတွေအတွက်ပဲဖြစ်ပါတယ်ကိုယ့်အနေနဲ့ special လူလို့ခံစားရတယ်ဆိုရင်အောက်မှာကျွန်မကို NETP လူ new လို့မှန်ခဲ့ပြီပါကျွန်မပြန်လေးဆက်သွယ်ပေးလိုက်ပါမယ်ကျေးဇူးအများကြီးတင်ပါတယ် new versions of view ဆိုတဲ့ program မှာသင်ရဲ့ပုံစံသစ်ကိုကျွန်မနဲ့အတူတူလာပြီးဖန်တီးပါ bye bye